အားလုံးပဲမင်္ဂလာပါခင်ဗျာဒီဗီဒီယိုမှာကျွန်တော်က GED သင်ချာမေခွန်းမှာပါဝင်တဲ့ What's problems မေခွန်းအမျိုးအစားကိုတင်ပြမှာဖြစ်ပါတယ် What's problem ဆိုတဲ့သဘောတရားကမေခွန်းသဘောတရားပါလဲဆိုတော့သူရဲ့ပေးထားတဲ့မေခွန်းကနေပါလာတဲ့အချက်အလက်တွေကိုကျွန်တော်တို့ကယူပြီးတော့မေခွန်းပု္ပ္ပစာအတွက်ပေးရမှာဖြစ်တယ်ဖြည့်ရှင်းပေးရမှာဖြစ်တယ်အဲ့တော့သူ့ရဲ့ဒီ word problem နဲ့ပတ်သက်တဲ့မေခွန်းအချို့လေးတွေကိုကျွန်တော်ကတွဲပေါ်တွဲနည်းလေးတွေကိုပြသမှာဖြစ်ပါတယ် question number 1ကိုကျွန်တော်တို့အရင်ဦးဆုံးကြည့်ပါမယ်မေခွန်းအဲ့တော့ပထမဦးစွာကျွန်တော်တို့မေခွန်းကိုအရင်ဖာပါမယ် workshops makes chairs and tables Each chairs take 1.5 hours to bake, and each table takes 4 hours. The workshops has 120 hours available this month. They have an order for 30 chairs. After making the chairs, how many tables can they bake with the remaining time?မိခုံးကဘာပြောတာလဲဆိုလို့ရှိရင် a workshop တစ်ခုကကလထိုင်နဲ့ table ကိုပြုလုပ်ပါတယ်ကလထိုင်တစ်ခုချင်းစီဆိုလို့ရှိရင်အချိန်ဘယ်လောက်ယူလဲဆိုတော့1.5နာရီ1.5နာရီအချိန်ယူပါတယ် table တစ်ခုလောက်ဖို့အတွက်ဆိုလို့ရှိရင်အချိန်ဘယ်လောက်ကြာလဲဆိုတော့4နာရီကြာပါတယ်အဲ့ဒီ workshop ဟာသူ့ရဲ့အလုပ်လုပ်ချိန်ဘယ်လောက်ရှိလဲဆိုလို့ရှိရင်120နာရီရှိပါတယ်ပြီးရင်အဲ့ဒီလမှာသူတို့က order ဘယ်နှခုရလဲဆိုတော့ကလထိုင်အလုပ်30သူတို့ order ရပါတယ် after making the chair ဆိုတော့ဒီကလထိုင်အလုပ်30ကိုလုပ်ပြီးတဲ့အခါပြီးရင် how many table ဘယ်နှခုเนาะ remaining time ဆိုတော့ကြန့်ရှိနေတဲ့အချိန်လေးတွေမှာသူက table ဘယ်နှခုလောက်ပြီးမှလဲအဲ့ဒါကိုမိခုံးက table ရဲ့အရေးအတွက်ကိုမေးတာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ရဲ့ပေးထားချက်ကိုအရင်ဦးဆုံးကြည့်ပါမယ်color time ကကျွန်တော်က C လို့အတူကရေးပါမယ်အဲ့တော့ chair ကတနာရီဆိုရင်t.5နာရီတလုံးဆိုရင် chair တစ်ခုကိုt.5နာရီပြုလုပ်ရမယ်ဆိုတော့ဒီသူလောက်ပြီးတာchairs ကဘယ်နှခုလဲဆိုလို့ရှိရင်အခု30ဆိုတော့ဒီ chair အခု30မှာဘယ်နှနာရီယူသွားလဲပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကအရင်ဦးဆုံးစမယ်ပေါ့တနာရီမှာတလုံးမှာ chair တစ်ခုမှာ1.5နာရီ chair အလုံး30မှာဘယ်နှနာရီလဲကျွန်တော်တို့ကသိချင်တယ်ဆိုရင်1.5နဲ့ကျွန်တော်တို့ကသွားပြီးတော့မြောက်ပါမယ်အဲ့တော့နော်ဒါဆိုရင်30အမြောက်1.5ကဘယ်လောက်ရလဲဆိုရင်45နာရီကျွန်တော်တို့ရပါတယ်ဒါကကလထိုင်အလုပ်30မှာအချိန်ဘယ်လောက်ကြာလဲဆိုရင်45နာရီကြာတယ်ပေါ့ပြီးရင်ကျွန်တော်တို့ကဟိုဒီအလုပ်လုပ်တာအချိန်ဘယ်လောက်ရှိလဲဆိုတော့120အချိန်ရှိတယ်เนาะ120နာရီရှိတယ်အဲ့တော့120ကဒါကကျွန်တော်တို့လောက်တခုလုံးအလုပ်လုပ်လို့လုပ်ရတဲ့အချိန်120နာရီပြီးရင် chair အတွက်ကျွန်တော်တို့ကအချိန်ဘယ်လောက်တောင်းလိုက်လဲဆိုလို့ရှိရင်45နာရီတောင်းလိုက်တဲ့ဆိုတော့ဘယ်နှစ်နာရီကျန်လဲဆိုတာကိုကျွန်တော်တို့သိချင်တယ်ဆိုသိရမယ်သိဖို့လိုအပ်တယ်ဆိုတဲ့အတွက်ကြောင့်မို့လို့120ကိုကျွန်တော်တို့45ကိုနှုတ်လိုက်မယ်ဆိုလို့ရှိရင်ဘယ်လောက်ကျန်လဲဆိုတော့85နာရီကျန်ပါတယ်ဒါကကျန်ရည်တဲ့အချိန်ရဲ့ပမာဏပဲဖြစ်ပါတယ်ဒီကြံရည်နေတဲ့အချိန် remaining time ဒီကြံရည်နေတဲ့အချိန်ကိုကျွန်တော်တို့ကဘာလုပ်မှာလဲဆိုတော့ table ကိုလုပ်မယ် table ရဲ့အရေးအတွက်ကဘယ်နှခုရမှာလဲဒီကြံရည်နေတဲ့အချိန်လေးကိုနော်ဒါဆိုရင်ကျွန်တော်တို့table တစ်ခုကဘယ်နှနာရီတုံးလဲဆိုတာကိုအရင်ဦးဆုံးကြည့်ပါမယ် table တစ်ခုကဘယ်နှနာရီကုန်ကြလဲဆိုလို့ရှိရင်4နာရီအချိန်ယူပါတယ်အဲ့တော့ရှိနေတာ85နာရီဆိုတော့က85ကိုကျွန်တော်တို့4နဲ့စာပါမယ်
เคလေးနဲ့စာလိုက်တဲ့အခါမှာတန်ဖိုးထွက်လာတာကဆက်ရှိဒါသမခုံကထွက်လာပါမယ်။ဒါဆိုရင်ဒါကဘာရဲ့တန်ဖိုးလဲဆိုတော့ table ဘယ်နှလုံးထွက်လာလဲဆိုရင်ဆက်ရှိဒါသမ5ဖြစ်ပါတယ်။ဒါ table ဆိုတာကเนาะ color time ဆိုတာ sorry table ဆိုတာစာရေးခုံဆိုတာကစာရေးခုံဆိုတာကကျွန်တော်တို့ဒသမနဲ့တန်ဖိုးကိုကျွန်တော်တို့ယူလို့မရဘူးဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ section ကိုပဲကျွန်တော်တို့ကယူရမှာဖြစ်ပါတယ်အဲ့ဒီထို့အဲ့ဒီအဲ့ဒါကြောင့်ကြံရည်နေတဲ့အချက်ဆိုလို့ရှိရင် table ရဲ့တန်ဖိုးtable ကိုဘယ်နှလုံးလောက်ပြီးလဲဆိုတော့ section လုံးက table section လုံးလောက်ပြီးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ option လေးခုမှာ ABCD မှာဘယ်ဟာကမှလဲဆိုတော့เนาะ option C က section ဆိုတော့ option C ကိုကျွန်တော်တို့ကရွေးချယ်ပြီးတော့ဟိုယူရမှာဖြစ်ပါတယ်ဒါက question number 1ဖြစ်ပါတယ်ပြီးရင် question number 2ကိုကျွန်တော်တို့ဆက်သွားပါမယ်ထို့ပုံစံ2ပါပဲเนาะquestion number 1နဲ့ပုံစံ2နောက်ထပ်ပုံစံ2မေခွန်း question number 2ကိုကျွန်တော်တို့ကြည့်ပါမယ် question number 2ကိုမဖြေရှင်းခင်မှာကျွန်တော်တို့မေခွန်းကိုအရင်ဦးဆုံးဖတ်ပါမယ်bakeries bake cakes and pie each cake takes 2.5 hours to prepare and each pie takes 1.5 hours. Bakeries operate for 100 hours in a week. This week, they need to prepare 10 cakes for a big event. With the remaining time, how many pies can they make? အဲ့တော့ဒီမှာဆိုလို့ရှိရင် bakery ဆိုတော့မဟုတ်ဖို့တဲ့ဆိုင်လေးပေါ့နော်မဟုတ်ဖို့တဲ့ဆိုင်ကသူကဘာလုပ်ရမှာလဲဆိုတော့ cakes နဲ့ pie ကိုသူကပြုလုပ်ရမယ် cakes တစ်ခုကအချိန်ဘယ်လောက်ယူလဲဆိုလို့ရှိရင်2.5 hour ယူတယ် pie တစ်ခုက each pie တစ်ခုကအချိန်ဘယ်လောက်ယူလဲဆိုရင်1.5 hour အချိန်ယူပါတယ်အဲ့တော့ဒီ bakery ကเนาะဒီဆိုင်လေးကသူ့မှာဒီအပမှာအချိန်ဘယ်လောက်ရှိလဲအလုပ်လုပ်တယ်အချိန်ကဘယ်လောက်ရှိလဲဆိုတော့100 hour ရှိပါတယ်ဒါဆိုရင်ပြီးရင်သူကပြောတယ်10 cakes เนาะ cakes 10လုံးเนาะcakes 10ခုကိုသူကလုပ်ပေးရမယ်လုပ်ပေးပြီးတော့ကြံရည်နေတဲ့အချိန်လေးတွေမှာဖိုင်ကိုသူကဘယ်နှခုလုပ်ပြီးမှလဲအဲ့ဒါကဒီခုကမပေးလဲဆိုလို့ရှိရင်ဖိုင်ရဲ့အရေးအတွက်เนาะလုပ်ပြီးမယ်အရေးအတွက်ကိုသူကမေးတာဖြစ်တယ်ဒါဆိုရင်ကျွန်တော်တို့ရဲ့ပေးထားချက်ကိုကျွန်တော်တို့ကအရင်ဆုံးဖြည့်ရှင်းမှာဖြစ်တယ်ပထမကเนาะ cake ဆိုတော့ကျွန်တော်က C လို့ပဲရေးလိုက်မယ်ကဲခိုက်ကဘယ်နှခုလောက်ရမှာလဲဆိုတော့ဘယ်နှခုလောက်လဲဆိုတော့10ခုကျွန်တော်တို့လောက်ရမှာဖြစ်တယ်တစ်ခုကိုဘယ်နှနာရီယူလဲဆိုလို့ရှိရင်2.5 hours ယူတယ်ဆိုတော့ဒီ10ခုဆိုရင်ဘယ်နှနာရီတိုးရမှာလဲဆိုတာကိုကျွန်တော်တို့သိချင်တယ်ဆိုတော့က2.5နဲ့ကျွန်တော်တို့မြောက်ပါမယ်အဲ့တော့30အမြောက်နိဒသမ5မြောက်လိုက်တဲ့အခါမှာဘယ်လောက်ထွက်လာလဲဆိုလို့ရှိရင်25 hours နော်25 hour ဒီတန်ဖိုးကဘာတန်ဖိုးလဲဆိုတော့ကဒီခိုက်10ခုကျွန်တော်တို့လောက်ရင်ကုန်ကြတဲ့အချိန်လေးဖြစ်ပါတယ်အဲ့တော့ဒီကျွန်တော်တို့ bakery လောက်ရချိန်ကဘယ်လောက်လဲဆိုရင်100 hours ဖြစ်တယ်ကျွန်တော်တို့တောက်လိုက်တာဘယ်လောက်လဲခိုက်ရအတွက်တောက်လိုက်တာက25 hour ဒါဆိုရင်အချိန်ဘယ်လောက်ကြံရည်နေလဲဆိုတာကိုကျွန်တော်တို့ကသိဖို့လိုအပ်တယ်ဆိုတော့ကနော်ကြံရည်နေတဲ့အချိန်ကိုကျွန်တော်တို့ကရှာဖို့လိုတယ်အဲ့တော့ရှိနေတဲ့အချိန်က100တောက်လိုက်တာက25နာရီဒါဆိုရင်အချိန်ကဘယ်လောက်ကျန်လဲဆိုတော့က85နာရီကျန်မယ်ဒီကြံရည်နေတဲ့ဒီ85နာရီကိုကျွန်တော်တို့ကဖိုင်အတွက်သုံးမယ်ဒါဆိုရင်ဖိုင်အတွက်ကဘယ်နှခုရလာမလဲသိချင်တယ်ဆိုလို့ရှိရင်ဒီပေးထားချက်ကိုကျွန်တော်တို့ပြန်ပြီးတော့ကြည့်ပါမယ်အဲ့တော့ဖိုင်တစ်ခုကအချိန်ဘယ်လောက်ယူလဲဆိုရင်1.5 hours ယူပါတယ်အဲ့တော့85 hours ဆိုရင်ဖိုင်ဘယ်နှခုရမှာလဲသိချင်တယ်ဆိုရင်ကျွန်တော်တို့ကဒီ85 hours ကို1.5 hour နဲ့ကျွန်တော်တို့ကစာရမှာဖြစ်ပါတယ်
အဲ့တော့တန်ဖိုးကဘာထွက်လာမှာလဲဆိုလို့ရှိရင်50ထွက်လာပါတယ်ကျွန်တော်တို့စားတဲ့အခါမှာဒီ50ကဘာရဲ့တန်ဖိုးလဲဆိုတော့ဖိုင်ရဲ့အရေအတွက်ကိုပြောချင်တာပဲဖြစ်တယ်ပေါ့အဲ့တော့50ကဒီကြံရည်နေတဲ့85နာရီမှာကျွန်တော်တို့ကဖိုင်အခု50ပြီးမြောက်မှာဖြစ်ပါတယ်အဲ့တော့အဖြေက50ကဘယ် option လဲဆိုလို့ရှိရင် option D ဖြစ်တဲ့အတွက်ကျွန်တော်တို့က D ကိုကျွန်တော်တို့ရွေးရမှာဖြစ်ပါတယ်ကဲဒါကမေခွန်း number 1 and 2ပြီးပါပြီဆိုတော့ကျွန်တော်တို့ question number 3เนาะခုနပုံစံတူနေတဲ့နောက်ထပ်မေခွန်းလေးကိုကျွန်တော်တို့ဆက်လက်ပြီးတော့ဖြည့်ရှင်းမှာဖြစ်တယ်အဲ့တော့မေခွန်းမဖြည့်ရှင်းခင်မှာကျွန်တော်တို့ပထမဦးစွာမေခွန်းကိုအရင်ဦးစွာဖတ်ပါမယ် A factory produce necklace bracelet Each necklace requires 2 hours of processing time and each bracelet requires 3.5 hours. The factory operates for 140 hours per month. In February, orders are received for 22 necklaces. After fulfilling the necklace order, the factory will dedicate the remaining time to making bracelet. How many bracelet can the factory produce in February? အဲ့တော့ဒီမှာဆိုလို့ရှိရင်စက်ရုပ်တစ်ခုကသူကဘာထုတ်လဲဆိုတော့ဆွဲကြိုးနဲ့လက်ကောက်ဝတ်နော်သူကထုတ်တယ် necklace နဲ့ bracelet သူကထုတ်တယ်အဲ့တော့ necklace တစ်ခုကဘယ်နှခုဘယ်နှနာရီပြီးလောက်ရလဲဆိုတော့2နာရီလောက်ရပါတယ်နော်ပြီးရင် bracelet ကတစ်ခုဆိုလို့ရှိရင်ဘယ်နှနာရီလိုအပ်လဲပြီးမြောက်ဖို့လိုအပ်လဲဆိုတော့3.5နာရီအချိန်ယူပါတယ်ဒါ bracelet တစ်ခုဒါကြတော့ necklace တစ်ခုပြီးရင် factory ကအလုပ်လုပ်ဖို့အတွက်အချိန်ကဘယ်လောက်ရလဲဆိုရင်140နာရီရတယ်ဟုတ်ပြီပြီးရင်သူကနော်ဒီ February လမှာ order ဘယ်လောက်ရလဲဆိုတော့ necklace အခု22ခုလောက်ရပါမယ်ဟုတ်ပါပြီသူ order ရတာ necklace အတွက်22ခု order ရတယ်ပြီးရင် after fulfilling the necklace order ဆိုတာကဒီ order ကိုဖြည့်ဆည်းပြီးတယ်ဆိုတော့က22ခုလောက်ပြီးသွားတယ်ကိုဆိုလိုတာဖြစ်တယ်ဖြည့်ဆည်းပြီးတဲ့နောက်အဲ့တော့သူကြံရည်နေတဲ့အချိန်လေးမှာဘာလုပ်မှာလဲဆိုတော့ bracelet ကိုသူကလုပ်မယ်ဒါဆိုရင်အဲ့ဒါကို bracelet ကအရင်အတွက်ဘယ်နှခုပြီးမြောက်နိုင်ပါလဲဆိုတဲ့မိခွန်းမေးတာပဲဖြစ်တယ်အဲ့တော့ပထမဦးစွာကျွန်တော်တို့ဘာကိုအရင်ဦးဆုံးရှာပါလဲဆိုတော့ next day လောက်တဲ့necklace လောက်တဲ့အချိန်ကိုကျွန်တော်တို့အရင်ဦးဆုံးရှာမှာဖြစ်တယ် necklace ဆိုတော့ကျွန်တော်က n လို့အတူကရေးလိုက်မယ်တခုဆိုလို့ရှိရင်ဘယ်နှစ်နာရီကြာလဲဆိုတော့2နာရီကြာပါတယ် each necklace require 2 hours ဆိုတော့နော်ပြီးရင်ကျွန်တော်တို့ necklace ကအခုဘယ်နှခုပြီးမြောက်လဲဘယ်နှခုလောက်ပြီးမြောက်လဲဆိုတော့22ခုလောက်ပြီးမြောက်လဲဆိုတော့ဒီ22ခုကအချိန်ဘယ်လောက်တောက်သွားလဲဆိုတဲ့ဟာကိုကျွန်တော်တို့ကရှာဖို့လိုအားတဲ့အတွက်ကြောင့်မို့လို့ဒီ22ကိုနည်းနဲ့မြောက်လိုက်တဲ့အခါမှာဘာရလဲဆိုရင်44 hours ရပါမယ်ဒါကဆိုလိုခြင်းကတနာnecklace တစ်ခုကို2နာရီချိန်ကြတယ်ဒါဆိုရင် necklace 22ခုကအချိန်ဘယ်လောက်ကြာလဲဆိုတော့44နာရီအချိန်ကြာပါတယ်ကဲဒါက necklace တောက်သွားတဲ့အချိန်အဲ့တော့သူတို့အလုံးလုံးရရှိနေတဲ့အချိန်ကဘယ်လောက်လဲဆိုရင်140ရှိပါတယ်ဒီ140ကစုစုပေါင်းအချိန် Netflix အတွက်အချိန်ဘယ်လောက်တောက်လိုက်လဲဆိုတော့44နာရီတောက်လိုက်တယ်အဲ့ဒါဆိုရင်အချိန်ကဘယ်လောက်ပဲကျန်တော့လဲဆိုလို့ရှိရင်96နာရီကျန်မယ်ဒါက remaining time 96နာရီဖြစ်ပါမယ်အဲ့တော့ဒီ96နာရီကိုကြည်နေတဲ့ဒီအချိန်လေးကိုကျွန်တော်တို့ကဘာအတွက်ယူသုံးပါလဲဆိုတော့ bracelet ကိုယူသုံးမယ်ဒါဆိုရင် bracelet တစ်ခုကအချိန်ဘယ်လောက်ယူလဲဆိုရင်
3.5 hour ယူတယ်3.5 hours ယူတယ်ဆိုတော့ကနော်ဒီ96ကိုကျွန်တော်တို့ကပါ96 sorry 96နာရီကိုကျွန်တော်တို့ကဘယ်နှစ်နာပါနဲ့စားမှလဲဆိုတော့3.5နာရီနဲ့ကျွန်တော်တို့ကယူစားမယ်စားထားတဲ့အခါမှာတန်ဖိုးကဘာထွက်လာလဲဆိုတော့27 47.43ကျွန်တော်တို့ရရှိမှာဖြစ်တယ် 0.43เนาะအဲ့ဒီတော့ဒါကဘာတန်ဖိုးလဲဆိုလို့ရှိရင် bracelet เนาะဒီ96နာရီမှာကျွန်တော်တို့ bracelet ကဘယ်နှခုရမှာလဲဆိုတော့29.43ဖြစ်ပါတယ်ဒါပေမဲ့ဒီ bracelet ဆိုတာကအရာဝတ္ထုဖြစ်တဲ့အတွက်ကြောင့်မို့လို့တန်ဖိုးဆိုတာကဒသမနဲ့ကျွန်တော်တို့ယူလို့မရဘူးဖြစ်တဲ့အတွက်ကြောင့်ဒီ20ခုကိုပဲကျွန်တော်တို့ကယူရမယ်ဖြစ်တဲ့အတွက်20ခုပါနေတဲ့ option ကဘယ် option လဲဆိုလို့ရှိရင်20နဲ့ option A ဖြစ်ပါတယ်အဲ့တော့ပြောချင်တာကဒီ96နာရီဆိုရင် remaining time ကျန်ရည်နေတဲ့အချိန်မှာbracelet ကဘယ်နှခုပြီးများမှာလဲဆိုတော့29ခုဖြစ်ပါတယ်ဟုတ်ပါပြီအဲ့တော့ဒီဗီဒီယိုကဒီသင်ခန်းစာမှာကျွန်တော်တို့ကဒီ GD မေခွန်းမှာပါဝင်တဲ့ wall problem အမျိုးအစားလေးတွေကိုပြသခဲ့တာပဲဖြစ်ပါတယ်ဒီနောက်ထပ် GD မေခွန်းလေးတွေရဲ့အခြားသောမေခွန်းပုံစံလေးတွေကိုလည်းเนาะကြည့်ရှင်နေဆိုလို့ရှိရင်လေ့လာခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ channel လေးကို follow လုပ်ထားပေးပါအားလုံးဗီဒီယိုကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ